ကျွန်တော်ဆိုင်တကြံတွင်းကာလာလေးပိတ်ထားမယ်ဆိုတဲ့အကြောင်းအတီးပေးကြော်ညာတဲ့ဗီဒီယိုပါเนาะတနေ့မှာ365ရက်ရှိပါတယ်ရက်ပေါင်း360ကျွန်တော်ဆိုင်ဖွင့်ပါတယ်လို့ဒီတကြံတွင်း9ရက်ကတော့ကျွန်တော်ဆိုင်ပိတ်ပါတယ်เนาะတကြံအကျိုးနေ့73ရက်နေ့ကနေပြီးတော့နှစ်ဆန်း1ရက်နေ့18ရက်နေ့ဒီကျွန်တော်ဆိုင်ပိတ်ထားမှာပါလို့เนาะပြီးတော့18ရက်နေ့နှစ်ဆန်း2ရက်နေ့ကျရင်ကျွန်တော်ဆိုင်ဖွင့်မှာပါကျွန်တော်ရဲ့ဖောက်တဲ့အဟောင်းတွေဆိုကျွန်တော်သိပါတယ်เนาะကျွန်တော်ဆိုင်အကြောင်းကိုကျွန်တော်ဆိုင်ဒီ18ရက်နေ့ကျရင်ကျွန်တော်နှစ်ချုပ်စီးရှင်းတဲ့ကာလာဖြစ်ပါတယ်เนาะနှစ်ချုပ်စီးရှင်းတဲ့ကာလာဖြစ်ပါတယ်ကျွန်တော်ရတဲ့ရှိတဲ့အကျွေးလေးတွေစုတယ်ကျွန်တော်တစ်ဖက်မှာပြန်ပေးရရှိတဲ့အကျွေးလေးတွေကိုကျွန်တော်ပြန်ဆက်တဲ့ကာလာဖြစ်ပါတယ်ပွင့်လင်းပြောရင်ဒီကာလာဒီအပိုင်းကဒီကျွန်တော်ရဲ့နှစ်ချုပ်စီးရှင်းတဲ့ကာလာဖြစ်ပါတယ်လို့เนาะအဲ့တော့ကျွန်တော်ရဲ့ထမင်းရှင်တွေကျွန်တော်ရဲ့ဖောက်တဲ့အဟောင်းတွေကိုသိစေချင်တာနှစ်ဆန်း2ရက်နေ့တော့တစ်ခေါက်ပြန်ရောက်လာပါပြီလို့ကျွန်တော်ဒီမှာပေးရရှိတာလေးတွေလည်းဂတိတွေပေးထားပါတယ်ကျွန်တော်နာမည်မပြတ်ချင်ပါဘူးခင်ဗျကျွန်တော်ရဲ့အကျွေးကြံလေးကိုအသေးချာစူးစားဖို့အမျိုးညွတ်မြတ်ရက်ခံအပ်ပါတယ်လို့เนาะကျွန်တော်လုံးမဲ့ကျွန်တော်ကတော့သိန်းတန်းအောင်ဝင်တန်းအောင်ပါ